ကာမာဗင်ဂါကိုဒုတိယမြောက်အဝါကပ်ပြတဲ့အချိန်မှာဒိုင်လူကြီးရဲ့အမူအရာကိုတေချာလေးအာရုံစိုက်ကြည့်လိုက်ပါဒိုင်လူကြီးကဝီစီမုတ်ပြီးတာတောင်ဘောလုံးကိုစုပ်ကင်ထားခဲ့တဲ့အတွက်အတူယာတို့ကာမာဗင်ဂါဟာဒုတိယမြောက်အဝါကပ်ပြတာခံရပြီးကွင်းထဲကထွက်ခဲ့ရပါတယ်ဒါပေမဲ့လူသတိမထားမိလိုက်တဲ့အချက်တစ်ခုရှိပါတယ်အဲ့ဒါကတော့ဒိုင်လူကြီးဟာကာမာဗင်ဂါအတွက်ဒါဟာပထမဆုံးအဝါကပ်ဖြစ်တယ်လို့မျိုးကပ်ပြပြီးတာနဲ့ချက်ချင်းလှည့်ထွက်သွားခဲ့တာပါဒါကြောင့်မူစီယာလာကဝင်ရောက်ပြောဆိုပြီးဒါဟာကာမာဗင်ဂါအတွက်ဒုတိယမြောက်အဝါကပ်ဖြစ်တယ်ဆိုတာကိုထောက်ပြခဲ့ရပါတယ်ဒိုင်လူကြီးဟာအံ့အားသင့်သွားပြီးပြသထားတဲ့ကပ်ကိုပြန်ရုပ်သိမ်းလို့မရတော့တဲ့အတွက်အနီကပ်ကိုမဖြစ်မနေထုတ်ပြခဲ့ရပါတယ်ဒီအချက်ကလူသတိမထားမိပေမဲ့ပွဲစဉ်ရဲ့အခြေအနေကိုပြောင်းလဲစေခဲ့ပြီးဘိုင်ယန်မြူးနစ်အသင်းကိုအသာစီးရသွားစေခဲ့ပါတယ်ဒိုင်လူကြီးရဲ့အမှားဟာရီရဲ့အသင်းအတွက်တန်ဖိုးကြီးကြီးပေးခဲ့ရပြီးနောက်ဆက်တွဲအနေနဲ့ဂိုးနှစ်ဂိုးထပ်ပေးလိုက်ရတဲ့အတွက်ပြင်းပြင်းထန်ထန်ရှုံးပေးခဲ့ရပါတယ်ဒါဟာအငင်းပွားပွဲရာဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်ဖြစ်ပြီးလူများစုကတော့ဒိုင်လူကြီးဟာပွဲတစ်လျှောက်လုံးအာရုံမစိုက်နိုင်ပဲဖြစ်နေခဲ့တယ်လို့ယူဆကြပါတယ်ဒီလိုအမှားယွင်းကြောင့်ပဲရီရဲ့အသင်းကွာတာဖိုင်နယ်အဆင့်မှာနောက်တစ်ချိန်ထွက်ခွာခဲ့ရတာဖြစ်ပါတယ်ပွဲပြီးဆုံးကြောင်းဝီစီမုတ်ပြီးနောက်မှာတော့ရီရဲ့မက်ထရစ်ကစားသမားတွေဟာဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်အပေါ်အလွန်အမင်းဒေါသထွက်ပြီးဒိုင်လူကြီးစီကိုအပြေးလွှားသွားခဲ့ကြပါတယ်